Welcome to the Kevin Channel ဒီနေ့ပြောမယ့်အကြောင်းအရာကပထမဦးဆုံးဘော်ဒါတွေဖန်ခံလို့ရုံးချင်းကိုတွားတွေ့တဲ့အကြောင်းအရာလေးဖြစ်တယ်ဗျ။ဒါကျွန်တော်ရဲ့ပထမဦးဆုံး first time အတွေ့အကြုံတရားရုံးမှာကိုဘော်ဒါတွေကိုတွားတွေ့တဲ့အတွေ့အကြုံဖြစ်တယ်။မနက်ဖြန်စာမွေးနောက်ဆုံးနေ့ဖြစ်တယ်ဗျ။အဲ့ဒါမို့ကျွန်တော်ကဒီနေ့ညမှာကျွန်တော်ရဲ့ရက်ွက်တွေပြီးချင်းကိုဗီဗီစီကိုကျွန်တော်ပတ်ဆက်သွားပေးပြီးမနက်ဖြန်စာမွေးဖြစ်ပြီးမှကျွန်တော်လာမျောပွဲဆိုပြီးသူပြောခဲ့အဲ့နဲ့ကျွန်တော်နောက်နေ့မနက်မိုးလင်းတော့ကျွန်တော်ထုံးစံတိုင်းကျွန်တော်နောက်ဆုံးပေပါဖြေဖို့ကျောင်းကိုသွားတယ်ပေါ့ဗျာကျောင်းမှာစာမွေးလဲဖြေပြီးတော့ကျောင်းသားတွေရဲ့စာမွေးနောက်ဆုံးနေ့ပြီးတစ်ချက် April May June မှာကျောင်းပိတ်မယ်ဗျကျောင်းပိတ်မယ်ဆိုပေါ်ရိုင်ခွဲရမှာဆိုရအဲ့ဒါနဲ့ကျွန်တော်တာဝါမှာပြီးပြီးတက်တာဆိုတော့တာဝါရဲ့ဖျားကုန်းလမ်းဆောင်မှာကျွန်တော်ထဲရီတောက်ဝီဒီပိုင်တောက်ပေါ်ရိုင်နဲ့တာကီတာမှာ play session ဂိမ်းဆိုင်မှာဂိမ်းစော်ရေးမျိုးရင်းနဲ့ကျွန်တော်အိမ်ပြန်နောက်ကျသွားအဲ့ဒါလေကျွန်တော်ရဲ့ကန်ကောင်းဝါရဲ့တစ်ချက်ပဲမဟုတ်တော့ကျွန်တော်မော်စကိုရောက်အဲ့ဒီအချိန်ကဘာဖြစ်လဲဆိုရက်ွက်ထဲမှာနောက်လာဆိုရင်တကြံရောက်ပြီဆိုရက်ွက်ထဲမှာတော်တော်အလုံးရှုပ်တဲ့ကာလပေါ့ဗျာကျွန်တော်လူငယ်တန်းတွေကတချို့ကလည်းကားနဲ့လင်မယ်ပေါ့ဗျာတချို့ကလည်းကန်တိုကြီးပတ်လန်းတို့ပေါ့မန်တက်ကြမယ်ပေါ့ဘာလို့ရက်ွက်ထဲမှာဘော်ဒါကြီးစုပြီးတော့အဲ့မန်တက်တွေကို share ဝင်တဲ့ organizer ဘော်ဒါကြီးရှိရဗျရှိရောဒီကောင်နေနဲ့ဆိုရင်မန်တက်ထိုင်ဖို့အတွက်လက်မှတ်ဝယ်ရတိတ်မခက်ကြီးဈေးကသူများ9000လောက်ဆိုကျွန်တော်9000လောက်နဲ့ရဈေးလဲလျှော့ပြီးရပြီးရိုးလက်မှတ်ကိုကျွန်တော် VIP session မှာကဲလို့ရတယ်အဲ့လိုမျိုး DJ တွေပါရကိုနဲ့တည့်ရလူတွေဖြစ်တော့နည်းနည်းပါးပါမန်တက်ပေါ်မှာစောနည်းနည်းပါးပါကြည်တာပေါ့အဲ့လိုမျိုးပေါ့အဲ့တော့ဘာဖြစ်လဲဆိုရက်ွက်ထဲမှာမန်တက်ထိုင်မဲ့ကောင်တွေကတကြံအတွက်ကြိုပြီးတော့ကျွန်တော်တို့အပြေးတရားတွေကိုဖန်ပြီးအပြေးတရားတွေကိုဖန်တဲ့အခါကျတော့ကျွန်တော်ခုနကပြောတဲ့ကိုဗီဗီကသူ့စီမှာချိန်ပေါ်ဆုံးပဲအဲ့တော့ကျွန်တော်တို့လိုချင်တဲ့ဟာတွေဟိုမဲယူမလားပြောစောယူမလားဝေးယူမလားပေါ်လုံးယူမလားပေါ့ဗျာကိုကြိုက်တာယူဖို့အတွက်ကိုဗီဗီနဲ့ချိန်နဲ့တွားဖန်ရက်ွက်တွေကလူငယ်ကြီးလည်းအဲ့လိုပဲအများကြီးပဲကိုတော့ကိုပစ္စည်းကိုဖန်တာဘာလို့တကြံကြရင်ကိုတော့ပြေးတာဆိုလေဟိုပြန်မြဖို့မရှိပြီးလမ်းကြောင်းဘေးတွေကလည်းခီးသွားတာတော့ဘာလို့ဖြစ်တဲ့အတွက်ခက်ခဲရှိတော့ကျိုးရဲနဲ့ကာလာပေါ့ဗျာအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်ခုနကပြောတဲ့ organizer ပေါ်လာရကိုဗီဗီအိမ်ကိုလာတယ်ဟိုတကြံမန်တဲ့အတွက်ကန်တော်ကြီးပတ်လန်းမှာသူတို့မန်တဲ့အတွက် pamphlet တွေဝင်မယ်ဆိုရင်ကန်တော်ကြီးမှာ pamphlet တွေဝင်ဖို့အတွက်ကိုဗီအိမ်ကိုလာပြီးတော့လိုအပ်တာတွေတကြံအတွက်ကိုအတွက်လိုအပ်မဲ့ပစ္စည်းလေးတွေကိုဗီကိုဖန်ပေးဖို့ဆိုရင်ပတ်စံလာပေးနေသူ့အိမ်မှာမျောတဲ့အချိန်ဖြစ်နေအဲ့ဒီအချိန်မတိုင်ခင်မှာကျောင်းရက်ွက်ထဲမှာကကျွန်တော်တို့အပေါင်းပိုင်နဲ့ BJ အုပ်စုကပုတ်ဖြစ်နေကျွန်တော်ရဲတွေကြည်နေတာကျွန်တော်မသိကျွန်တော်ကိုယ်လုံးနဲ့ကိုရှုံနေတာအဲ့တော့ကျွန်တော်တို့ရဲတွေကြည့်ရမယ်ပေါ်တင်အဲ့လိုလက်ဖေးတိုင်းမှာပြေးတယ်နေကမျက်မှန်တွေတက်ပြီးအမျက်လုံးတွေမိတ်ကိုရက်ကွက်ဆိုကိုအပိုင်သားဆိုကိုမဖမ်းတော့တင်တာပေါ့နော်အဲ့ကျွန်တော်ရဲ့ဆောင်းပွဲနောက်ဆုံးနေ့မှာပဲကိုဖီအေကိုညနေ2 နာရီလောက်ကြာတော့ join နေဝင်ပြီးတော့ဝင်လုံးဗျဝင်လုံးတော့မိတာပေါ့လမ်းကြောင်းတွေအများကြီးမိတယ်ပြုတ်ဆိုးရည်လည်းမိတယ်ပါညာတော့ကျွန်တော်ကလည်းအချိန်မှာတခါမှဟိုပြေးတော့ပြေးတယ်ရင်းနဲ့တိတ်အပတ်သက်မရှိဘူးဆိုတော့ကျွတ်တာပေါ့ကျွတ်တော့အိမ်အောင်မစင်းပဲအော်ဘာလို့လဲကျွန်တော်သူ့ပတ်စံကျွတ်ပေးတာသူ့ကိုရဲမိတဲ့ပတ်စံတွေကျွန်တော်ပတ်စံတွေလည်းပါတယ်ပြီးတော့ကျွန်တော်မာလိုက်ဟာတွေလည်းပါတယ်တော့ဒီဘက်ပေါ်လာရင်တော့ညဘက်လာကောမှာအဲ့တော့ညတွေပါလေအိတ်မပြုံးတော့တကားလာကောမှန်ဘလူးကနေချောင်းကြည့်ရရဲများဖြစ်မလားဘာလို့သူ့ဘန်းတာရက်ွက်တွေကရဲဆိုရက်ွက်တွေကရဲတွေကျွန်တော်သိတော့ရက်ွက်တဲ့ရဲတွေမဟုတ်မှတက်ပြင်းချတယ်အဲ့လိုလည်းပဲသူတို့အမှုတွေပိုင်းစစ်တာပေါ့ဗျာစေပါညာဆိုရောဟိုရမန်ပြေသွားတော့သူတို့တရားရုံးမှာရမန်ယူပြီးတော့အင်းဆဲကိုပို့မယ်နေကိုဗီရုံးချင်းဆိုကျွန်တော်ရက်ွက်တွေကသူနဲ့တွင်းနေကြချက်တွေတွားစုပြီးတော့တရားရုံးသွားတာပေါ့ရက်ွက်တွေကတရားရုံးမယ်ဆိုတရားရုံးသွားသူဘာလိုရလဲပေါ့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့သူကလည်းလိုအပ်တာမှားပေါ့ဟိုဖြစ်တယ်တရားဖြစ်တယ်ပြီးတော့သူရင်းနဲ့ကိုက်နေရပေါ့ရင်းကိုက်နေဆိုသူ tramadol လေးထည့်ပေးပေါ့ဘလို့ထည့်ပေးရမလဲပေါ့ကျွန်တော်မ
မေးတာတခါမှအတွေ့အကြုံမရှိရောသူ့မေးတော့သူကရတယ်လက်ပိတွေကိုဖြုတ်ထည့်လိုက်တဲ့ပြီးရဲကိုသမင်းနဲ့ကျွေးလိုက်ပေါ့ကျွေးပြီးတော့ငါ့ကိုလက်ပိပို့ခိုင်းလိုက်ရတယ်အဲကျွန်တော်ဟုတ်လေပရမတော်ကိုဘင်းအောင်ကသွားဝယ်ပြီးတော့ဟိုအတောင်တွေအမုံတွေကိုပြောပြီးလက်ပိတွေပြောထည့်ပြီးရဲကိုအဲသမင်းနဲ့ဟင်းပေါ့ဗျာဝယ်ပြီးကွာဒါဆရာစားဖို့ပေါ့ကျွန်တော်အခုဒီလက်ပိလေးတွဲပေးပါပေါ့အဲ့လိုနဲ့ထည့်ပြီးတော့ကျွန်တော်တရားရုံးမှာစကားရွာပြောကြပေါ့ပြောနေအချုပ်ကားနေ့လေ2နာရီလောက်တရားရုံးစိုက်ပြီးတော့အချုပ်ကားကိုတက်တဲ့ချိန်မှာဆောင်းဖီးပြည့်စုံပဲကိုပေါ်တာတွေအချုပ်ကားကိုတက်ပြီးကိုကကြံခဲ့ကြတို့တော့လည်းစိတ်မကောင်းဘူးစိတ်လေးစိတ်ဆင်းရဲပေါ့ဗျအဲ့တော့ဘာဖြစ်တော့ငါတို့ဒီဟာတွေတော့မလုပ်တော့ဘူးပေါ့ AC ပဲနေတော့ပဲပေါ့အဲ့လိုလေးစိတ်ကူပြီးတော့အခုပေါ်လာတဲ့လည်းကိုတို့ကျွန်တော်တို့နိုင်တဲ့ကန်သားတွေလုပ်ပေးရတာပေါ့သူတို့ဒီကထွက်မတော့မှာတော့ဘာလို့ထည့်ပေးရတာထောင်ဝင်သာတော့တွေ့တာတော့ဘာလို့လုပ်ရင်ပထမအောင်ဆုံးပေါ်လာဒီကိစ္စနဲ့အပန်းကန်နဲ့ယုံကြည်သွားရင် first experience ပြောပြခြင်းဖြစ်ပါတယ်ဒါရန်ကုန်မြို့မှာအဲ့ကာလမှာရန်ကုန်မြို့ထဲမှာနေတဲ့လူငယ်တွေတကယ်ကြုံရတဲ့အဖြစ်အပျက်တွေဖြစ်တယ်ဒီဖြစ်စီတစ်ခုလုံးကကျွန်တော်ကိုယ်တိုင်အဲ့ထဲမှာပါနေကျွန်တော်ကိုယ်တိုင်ပြောပြဖြတ်တန်းရတဲ့ experience ကိုပြောပြခြင်းဖြစ်ပါတယ် live share လေးလုပ်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ကျွန်တော်တို့အလုံးကြီးမနိုင်စမ်းချောင်းမှာရှိတဲ့လူငယ်တွေရဲ့ဖြတ်တန်းမှုတွေအပြေးတရားတွေတယောက်နဲ့တယောက်ကွန်ကြော်တဲ့ကိစ္စတွေကိုဖြည်းဖြည်းချင်းပြောပြပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်